ဆိုရင် Google မှာ water surplus design ဆိုပြီးတော့ယူထားပြီးရနော်အဲ့မှာကိုကြိုက်တဲ့ design ပေါ်မှာ right click လုပ်ပြီးတော့ copy လုပ်လိုက်ပါ right click copy လုပ်မယ် copy လုပ်ပြီးတဲ့အခါမှာ Photoshop ကိုသွားပြီးတော့ control V လုပ်လိုက်မယ်ဘာဖြစ်လို့အောက်ခံညီညွတ်အောင်ခံထားတာလဲဆိုတော့နောက်ခံအဖြူနဲ့ဝင်လာတာကိုပို့ပြီးတော့တိတာထင်ရှားစေခြင်းလို့ဖြစ်ပါတယ်အဲ့ဒီခါမှာဒီ layer 1ကိုဘာလုပ်ရမလဲဆိုတော့ layer 1ကိုဒီနေရာမှာထောက်မယ်เนาะဒီနေရာမှာ layer template ဆိုတဲ့နေရာရှိအဲ့နေရာလေး control နဲ့ click မယ် control နဲ့ click ပြီးသွားရင်ဘာလုပ်မလဲသူ့ကို copy လုပ်ရမယ် copy လုပ်ရင် edit ထဲက copy လုပ်လို့ရတယ်ပြီးသွားတဲ့အခါမှာဒီ layer box ရဲ့ဒီနေရာလေးမှာ add layer merge ဆိုတာရှိတယ်ဒါလေးကိုနှိပ်မယ်နှိပ်ပြီးတဲ့အခါမှာဒီလိုအမဲကွက်လေးเนาะဒီအကွက်ကလေးပါဒီကွက်လေးကိုထောက်ပြီးတော့လက်တစ်ဖက်က Alt key ကိုဖိပြီးတော့တစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်တဲ့အခါမှာဒီလိုပုံစံလေးဖြစ်သွားမယ်ပြီးရင် edit ထဲက paste special ထဲက paste လုပ်မယ် paste in place လုပ်မယ်ဒီလိုဖြစ်သွားတဲ့အချိန်မှာ control I ကိုနှိပ်ပေးရမှာဖြစ်ပါတယ်control I ကိုဘာလို့နှိပ်ရလဲလို့ copy ကူးရလဲဆိုတဲ့အကြောင်းတွေကအရှိရသင်ခန်းစာတွေမှာလည်းပြထားတာရှိပါတယ်ဟုတ်ပြီပြီးသွားပြီဆိုရင်တော့ဒီအကွက်ဒီအရှိက layer ဒီအကွက်ကလေးကိုနှိပ်ပေးရမယ်နှိပ်ပေးပြီးတဲ့အခါမှာ selection ကို control D နှိပ်ပြီးတော့ဖြုတ်လိုက်ပါဖြုတ်လိုက်တဲ့အခါမှာနောက်ခံအဖြူရောင်တွေကပြတ်သွားပြီအကယ်၍ကွာဒီနေရာမှာဒါလေးတွေကိုဖြတ်ချင်တယ်ဆိုလို့ရှိရင် erase လုပ်ရမယ် eraser tool လေးနဲ့အနာကိုဒီဟာလေးယူပြီးတော့ဖြတ်ပေးရတာဖြစ်ပါတယ်ဟုတ်ပြီဒီတိုင်းကြိုက်တယ်ဆိုရင်ဒီအရောင်ကိုကြိုက်တဲ့အရောင်ပြောင်းမှုအတွက် background မှာအရင်ဆုံးအဖြူရောင်ပြန်ထားလိုက်မယ်နော် background မှာအရင်ဆုံးအဖြူရောင်ပြန်ထားပြီးကြည့်လိုက်မယ်ဒါဆိုဒီလိုလေးပေါ့အဲ့အချိန်မှာဒီဟာကိုအရောင်ဖြည့်ဖို့အတွက်ကိုကဒီလိုပန်းရောင်လေးကြိုက်တယ်ဆိုတော့ဒါဆိုရင်ဒီဟာကိုအရောင်ဖြည့်ဖို့ Alt Delete ကိုနှိပ်လိုက်ရမှာဖြစ်တယ်ပြီးရင်ဒီမှာ erase လုပ်ပြီးနော်ဟုတ်ပြီဒီရောင်မကြိုက်ဘူးဆိုရင်ဒီနေရာမှာပြောင်းမယ်ကိုကအပြရောင်တောက်လေးပြောင်းခြင်းလားအပြရောင်ရင်းလေးပြောင်းခြင်းလားပြောင်းမယ် Alt Delete နှိပ်ပြီးတော့ထည့်ပေးရမှာဖြစ်တယ်ဒီဒါလေးကိုဖြတ်ပေးမယ်နော်အဲ့လိုနဲ့ဒီလိုပုံလေးကိုအသုံးပြုထားတာဖြစ်ပါတယ်ဒီမှာအဓိကဒီလိုပုံလေးတွေဆွဲဖို့အတွက်အဓိကတော့ချက်ကတော့အခုပြသွားတဲ့ copy လုပ်တာတွေပြီးတော့ water splash design တွေကိုဘယ်လိုမျိုးအနောက်ခံ background လဲလုပ်ပြီးတော့ဖြတ်တောက်သွားရဲဆိုတာကိုသိချသိရင်ရပါပြီအခု file လေးကိုလေ့လာကြည့်ပြီးလို့အဆင်မပြေတာရှိလို့ရှိရင်ပြန်ပြီးတော့မေးလို့ရပါတယ်စာအုပ်လေးဝယ်ပြီးတော့လေ့လာနေတဲ့သူတွေအကုန်လုံးကလည်းဒီအဆင့်လေးကိုမှတ်စုအနေနဲ့မြန်မာလိုလေးရေးထားပေးတဲ့ဗီဒီယိုဖိုင်လေးလည်းပါတာဖြစ်တဲ့အတွက်အားလုံးပဲအဆင်ပြေမှာပါ live ပါလေ့ကျင့်ပြီးတော့အဆင်ပြေတာရှိရင်လည်းမေးလို့ရပါတယ် Photoshop အခြေခံနေပြီးတော့အခုလိုမျိုး design လေးတွေအထိလေ့လာခြင်းနဲ့ဆိုရင်စာအုပ်လေးမှာယူဖို့ highlight လုပ်ရပါတယ်နော်